Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိမိစကားဝါပင်လေးတွေနဲ့မိတ်ဆက်ပြီးခြင်းလို့ပါဒါကတော့စကားဝါဖြတ်ထုတ်ကလေးတွေပါရှင်အပင်ကတော့မြင်တဲ့အတိုင်းပဲပေါ့နော်ဒီမှာအုံအကြီးကြီးတွေပါရှင်အဖူးအပွင့်ဒီမှာဖြတ်ထုတ်ထဲမှာထင်ကိုအဖူးတွေပေါ့နော်တအားကိုအများကြီးပါရှင်သူ့ရဲ့အဖူးတာပေါ့နော်လက်မျိုးတစ်ညှိုးစာလောက်ရှိပါတယ်အဖူးကလည်းတန်တန်ဆွမ်းဆွမ်းအပင်ကလည်းအုံကောင်းကောင်းပါရှင်ဒီပင်လေးတစ်ပင်ကို9000ကျပ်ပါအများယူအပင်100စီးဆိုရင်တော့4500နဲ့မိမိကပေးပါတယ်နော်စကက်ဖြူပင်လည်းရပါတယ်စကက်ဖြူစကဝါအစုံရပါတယ်နော်ဂန်းကော်လေးလည်းရှိပါတယ်ရှင်ဂန်းကော်ဖြတ်ထုတ်တော့မရှိဘူးပေါ့နော်ဂန်းကော်ကတော့ဒါကတော့ဒီမှာသူ့ရဲ့အပွင့်ငါကိုအကြီးကြီးပါရှင်ပုပ်ပါကိုလာမစကဝါပန်းရတာမဟုတ်ပါဘူးနော်မင်းတို့စီကနေပြီးတော့ဝယ်လိုက်တာနဲ့တခါတည်းနှစ်ချင်းအဖူးအပွင့်ပါမယ်ဒါဂိုင်းဆက်ပင်ဆိုတဲ့အတိုင်းပေါ့နော်နှစ်ချင်းအဖူးအပွင့်ပါသူရအမှာပေါ့နော်သူကကြတော့ဘယ်လိုပြောမလို့12ရာစီလုံးပေါ့နော်အမြဲတမ်းအဖူးအပွင့်အမြဲတမ်းပါတဲ့အပင်မျိုးပါရှင်ဂိုင်းကိုပင်မလို့နှစ်ချင်းအဖူးအပွင့်ပါပါတယ်နော်